တနင်္ဂနွေသားသမီးများတွေ2026ခုနှစ်လက်ကျန်၄လတာအတွက်ကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။အရင်ဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုဟောပြောပေးပါမယ်။ဒီရဟောပြောချက်တွေကဒါလိုရင်းတူရှင်းပေါ့နော်။ဒီကဟောချက်လေးတွေကိုပဲဟောပြောပေးမှာပါ။အလုံဟောင်းနေရာဟောင်းတွေနောက်အခွင့်အလမ်းဟောင်းတွေပြန်လည်ပြီးတော့ပေါ်ပေါက်လာနိုင်ပါတယ်။ဒါကိုအစင်မပြေတော့ဘူးလို့ထင်တယ်အလောက်ကိုင်းတွေကပြန်လည်ပြီးတော့အစင်ပြေလာတာမျိုးတွေရှိလာနိုင်ပါတယ်။ဒါလုပ်ငန်းခိုင်ငံနဲ့ပတ်သက်တဲ့အခြေအနေတွေကပြန်လည်ပြီးတော့နိုးထရှင်သန်လာမဲ့အချိန်ကာလပေါင်းတစ်ခုကိုရောက်ရှိလို့လာပြီလို့တွေ့ရပါတယ်ခင်ဗျာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေမှာလည်းများသောအားဖြင့်စိတ်ချမ်းသာမှုတွေပျော်ရွှင်မှုတွေရရှိပါလိမ့်မယ်အထူးသဖြင့်ချစ်သူခင်သူတွေရဲ့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေပေးလာနိုင်တဲ့အခြေအနေမျိုးတွေကိုရရှိလို့လာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျန်းမာရေးပါကျန်းမာရေးကဒါကျန်းမာရေးကိုအကြောင်းပြုပြီးတော့ဒါပတ်စံကုန်တာပြုတာထွက်တာပြုတာလေးတွေရှိနိုင်ပါတယ်ဒါပေမဲ့ဘာမှသိပြီးတော့စိတ်ပူစရာမရှိပါဘူးကျန်းမာရေးပိုင်းမှာတအားဆိုးဆိုးဝါးဝါညံ့နိုင်တဲ့အနေအထားမျိုးကိုမတွေ့ရပါဘူးခင်ဗျာမိတ်ဆွေများခင်ဗျာဒီရဲ့ post လေးကိုပေါ့နော်ဒါနားထောင်ပြီးဆိုလို့ရှိရင်ဒါဟိုပြန်ပြီးတော့စိတ်ပြီးတော့သိမ်းထားလို့ရပါတယ်အခုကျွန်တော်ဟောပြောပေးတာကစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဖြစ်တဲ့ဒီ2026ခုနှစ်ကလက်ကျန်၄လတာကာလအတွက်ကိုဟောပြောပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ပညာရေးကျန်းမာရေးနောက်ပြီးတဲ့အခါလူရေးပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့ဟောပြောချက်တွေကကိုယ်နဲ့အားလုံးနဲ့တော့ထပ်တူကြမှာတော့မဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့ကံစားတာအခြေအနေကိုမှအသေးစိတ်ဒါတွက်ချက်မေးမြန်းခြင်းနဲ့ဆိုရင်ဒါ TikTok ဘိုင်မှာ Viber Telegram ဖုန်းနံပါတ်တင်ရရှိတယ်။အဲ့တော့ကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့ဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်။အဲ့တော့လူမှုရေးမှာအကောင်းအဆိုးကတော့ဒွန်တွဲနေတယ်လို့တွေ့ရပါတယ်။ကောင်းတာတွေလည်းရှိမယ်၊ဆိုးတာတွေလည်းရှိမယ်။အထူးသဖြင့်တော့သူများလိန်ညာလက်ပတ်မှုမခံရလေအောင်ဂရုစိုက်ပါလို့မှာကြားလိုပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေပါ။ပညာရေးဘက်မှာနည်းနည်းလေးခက်ခဲလေးတွေရှိနိုင်ပါတယ်။တေချာလေးကြိုးစားဆောင်ရွက်ဖို့လိုအပ်ပါတယ်။နောက်ပညာရေးပိုင်းမှာအလို့ရှိသလိုဘာသာရေးပိုင်းမှာလည်းပဲအခက်အခဲလေးတွေအနောက်ချက်လေးတွေကြုံရတတ်ပါတယ်။ဂရုစိုက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ခရီးသွားလာလှုပ်ရှားမှုလေးတွေမှာထင်ပေါ်ခက်ခဲကြမ်းကြာမှုလေးတွေကြုံရတတ်တယ်ရက်ရွှေ့ရတာမျိုးလေးတွေကြုံရတတ်တယ်သိပြီးတော့ခရီးလမ်းမှာမချောမွေ့တာမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်ခင်ဗျာကြတာကတော့2026ခုနှစ်ကလက်ကျန်၄လတာအတွက်ကိုကြိုတင်ပြီးတော့ကျွန်တော်ဟောကိန်းထုတ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်